2026ကမ္ဘာဖလားအုပ်စုမဲခွဲမှုတရားဝင်ထွက်ပေါ်လာပါပြီ။အသင်းပေါင်း48သင်းအုပ်စု10နှစ်စုနဲ့အင်ရှင်3နိုင်ငံတို့ရဲ့အကျိတ်အနယ်ပွဲစဉ်တွေကိုဇွန်လ17ရက်ကနေစပြီးမြင်တွေ့ရတော့မှာဖြစ်ပါတယ်။အုပ်စု A မက္ကဆီကိုတောင်အာဖရိကတောင်ကိုရီးယားချက်သမရနိုင်ငံဇွန်17ရက်မက္ကဆီကိုစီးတီးမှာအဖွင့်ပွဲကစားပါမယ်။အုပ်စု B ကနေဒါဆွစ်ဇာလန်ကာတာဘော့စနီးယားအုပ်စု C ဘရာဇီးမော်ရိုကိုဟေတီစကော့တလန်အစောဆုံးတွေ့ရမယ့်တေမင်းတမန်အုပ်စုဖြစ်ပါတယ်။အုပ်စု D အမေရိကန်ပါရာဂွေးဩစတြေးလျတူရကီအုပ်စု E ဂျာမနီအီကွေဒေါအိုင်ဗရီကို့စ်ကျူယာဆောင်ပထမဆုံးအကြိမ်ကမ္ဘာဖလားတက်ခွင့်ရသည့်အသင်းအုပ်စု F နယ်သာလန်ဂျပန်ဆွီဒင်တူနီးရှားအုပ်စု G ဘယ်လ်ဂျီယမ်အီဂျစ်အီရန်နယူးဇီလန်အုပ်စု H စပိန်ဥရုဂွေးဆော်ဒီကိတ်ပါတီပထမဆုံးအကြိမ်ကမ္ဘာဖလားတက်ခွင့်ရသည့်အသင်းအုပ်စု I ပြင်သစ်စီနီဂေါနော်ဝေအီရတ်အုပ်စု J လက်ရှိချန်ပီယံအာဂျင်တီးနားအော်စတြီးယားအယ်ဂျီးရီးယားဂျော်ဒန်ပထမဆုံးအကြိမ်ကမ္ဘာဖလားတက်ခွင့်ရသည့်အသင်းအုပ်စု K ပေါ်တူဂီကိုလံဘီယာဒီမိုကရက်တစ်ကွန်ဂိုဥဇဘက်ကစ္စတန်အုပ်စု L အင်္ဂလန်ခရိုအေးရှားဂါနာပနာမာမနက်ဖြန်ကစပြီးအုပ်စု A ကနေနောက်ဆုံးအုပ်စုအထိတရက်ကိုအုပ်စုတစုချင်းစီအလိုက်အသေးစိတ်သုံးသက်ချက်ဗီဒီယိုတွေကိုတင်ပေးသွားမှာမို့လို့ follow လုပ်ပြီးစောင့်ကြည့်ပေးကြပါဦးကမ္ဘာဖလားဘောလုံးသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ပေးသွားမှာဖြစ်ပါတယ်တင်ကကောဘယ်အသင်းကိုအားပေးလဲကွန်မန့်မှာမှတ်ခဲ့ကြပါဦးနော်